လောဘကြီးတဲ့ကြွက်ကလေးတစ်ကောင်ကပေါက်ပေါက်ဆုပ်တွေအပြည့်ထည့်ထားတဲ့ချင်းနှောင်းတစ်ခုကိုအနံ့ခံရင်တွေ့သွားပါတယ်။ချင်းနှောင်းကသူ့တကူစားအပေါက်လေးတစ်ပေါက်ပါတာကိုတွေ့လို့အဲ့ဒီအပေါက်လေးတွေကနေချင်းနှောင်းနဲ့ဝင်ပြီးပေါက်ပေါက်တွေစားပါတော့တယ်။စားလို့လဲဝမောလဲမောသွားတဲ့အခါထိုအပေါက်လေးတွေကနေပြန်ထွက်ဖို့ကြိုးစားတဲ့အခါပြဿနာတက်တော်တာပါပဲ။ပေါက်ပေါက်တွေအများကြီးစားထားတဲ့ကြွက်ကလေးရဲ့ဘိုက်ကလေးကပူနေတဲ့အတွက်ဝင်ကားစားကဖောက်ထားတဲ့အပေါက်လေးနဲ့မဆန့်တော့ပဲအပေါက်လေးမှာကြွက်ကလေးကတီနေပါတော့တယ်။စိတ်ညစ်သွားတဲ့ကြွက်ကလေးကဘာလို့ရမှမသိပဲငိုပါတော့တယ်။အဲ့ဒါကိုကြားပြီးအနားရောက်လာတဲ့ယုံကလေးကတငယ်ချင်းဘာဖြစ်တာလဲလို့မီးလိုက်ပါတယ်။ကြွက်ကလေးကအကျိုးအကြောင်းပြောပြတဲ့အခါယုံကလေးကအကြံပေးပါတယ်။မင်းကအစားတွေအများကြီးစားထားလို့ဘိုက်ပြည့်နေတာကိုမင်းဘိုက်ပုံမှန်တိုင်းပြန်လာဖြစ်တဲ့အချိန်ထိခဏစောင့်ပြီးမှအပြင်းပြန်ထွက်ပေါ့ကွာလို့ပြောလိုက်ပါတယ်။ပြောပြီးတာနဲ့ရေမောပြီးယုံကလေးကပြေးထွက်သွားပါတယ်။ကြွက်ကလေးကလည်းဘိုက်လီးပြီးချင်းတောင်းလေးထဲမှာအိပ်ပျော်သွားပါတော့တယ်။နောက်တနေ့မနေ့ရောက်တဲ့အခါသူ့ရဲ့ဘိုက်ကချက်သွားပြီးဘိုက်ပြန်စားလာပြန်ပါတယ်။အဲ့ဒီလိုနဲ့ပေါက်ပေါက်ဆုပ်တီထပ်စားလိုက်ပြန်ပါတယ်။ဘိုက်စာစာနဲ့စားလို့ဝါတော့မှချင်းတောင်းလေးကပြန်ထွက်ဖို့သတိရသွားပြန်တယ်။ဟိုးကိစ္စမရှိပါဘူး။မနှက်ဖြန်ကြမှာအပြင်ထွက်တော့မယ်လို့တွေးလိုက်ပါတယ်။တိတ်မကြခင်မှာချင်းတောင်းအနားကိုကြောင်တကောင်ရောက်လာပါတယ်။ကျွဲရဲ့အနံ့ကိုရားတဲ့ကြောင်ကကြွက်ကိုလိုက်ရှာပါတော့တယ်။ချင်းတောင်းတဲ့အိပ်ပျော်နေတဲ့ကြွက်ကိုကြောင်ကအပေါက်ကလေးကနေနှိုက်ယူပြီးအားရပါရကိုက်စားလိုက်ပါတော့တယ်။အစာမဲ့တဲ့ကြွက်ကလေးကတော့ကြောင်ကြီးလက်ချက်နဲ့အသက်ဆုံးရှုံးသွားရပါတော့တယ်